ဂျာရာရေးသားကြီးများဤဇယိုက်လက္ခဏာများမင်္ဂလာပါမိတ်ဆွေကဂျာရာရေးသားမီလားဒါမှမဟုတ်ကိုယ့်ရဲ့ချစ်သူကိုယ့်ရဲ့တငယ်ချင်းမိတ်ဆွေတွေထဲမှာဂျာရာရေးသားမီတွေရှိနေသလားဂျာရာရေးသားမီဆိုတာပညာရှိဆရာသမားတွေရဲ့တင်ငယ်တာဖြစ်ပြီးရည်မှန်းချက်ကြီးတဲ့သူတွေလို့လူသိများပါတယ်ဒါပေမဲ့သူတို့ရဲ့စိတ်ထဲမှာဘယ်လိုထိချံမှုတွေရှိနေတယ်လဲအချစ်ရေးစီးပွားရေးနဲ့ဘယ်လိုအခက်အခဲတွေကြုံနေလဲဆိုတာကိုဒီနေ့ကျွန်တော်မောင်သူကအသေးစိတ်ရှင်းပြပါမယ်နံပါတ်1လူမှုရေးဇယိုက်နဲ့မောင်နှမကိစ္စဂျာရေးသားမိတွေရဲ့ဇယိုက်ကိုပြောရရင်သူတို့ကကြက်လိုပဲအရာရာကိုအသေးစိတ်စဉ်းစားတွေးခေါ်တတ်ပါတယ်လေကားနေရင်ပြက်နာရှာတတ်တဲ့သူတွေမဟုတ်ပါဘူးဒါပေမဲ့သူတို့ကိုလာထိရင်တော့လုံးဝခွင့်မလို့တတ်ပါဘူးမောင်နှမမိသားစုကိစ္စတွေထဲမှာဆိုရင်သူတို့ကအမြဲတမ်းအပေးသမားတွေပါကိုယ်တိုင်ဘလောက်ပဲခက်ခဲဖြစ်နေပါစေမောင်နှမတွေမိသားစုတွေဒုက္ခရောက်ရင်အစွမ်းကိုကူညီပေးတတ်ကြပါတယ်ဒါပေမဲ့သူတို့ကိုယ်တိုင်ကအကူအညီလိုတဲ့အချိန်ကြရင်တော့ကူညီမဲ့သူမရှိတဲ့လောက်ရှားပါပါတယ်အမြဲတမ်းအထီးကျန်နေတတ်ပါတယ်နံပါတ်2အလောက်ကန်နဲ့စီးပွားရေးနဲ့အလောက်ကန်ကိုကြည့်မယ်ဆိုရင်ဂျာရေးသားပြီးတွေဟာဥဆောင်နိုင်စွမ်းအပြည့်ရှိပါတယ်သူများလက်အောက်မှာခိုင်ဘက်လောက်ရတာတဲ့ကိုပိုင်စီးပွားရေးဆရာသမားပညာရှင်ခေါင်းဆောင်နေရာတွေမှာပို့ပြီးအောင်မြင်တတ်ပါတယ်သူတို့ရဲ့အားသာချက်ကအလုပ်တစ်ခုကိုစားလုပ်ပြီးဆိုရင်ဇွဲစစ်စီနဲ့ပြီးအောင်လှုပ်တတ်ပါတယ်ဒါပေမဲ့တတိထားရမှာကသူတို့ကယုံကြည်မှုတွေလွန်ကဲပြီးတခါလေးငါတိတယ်ငါတတ်တယ်ဆိုတဲ့မာနလေးတွေဝင်သွားတတ်လို့အဲ့ဒီအချက်လေးကိုတော့ဆင်ကျင်သင့်ပါတယ်နံပါတ်3ငွေကြေးကံကတော့အသက်30နောက်ပိုင်းမှာတိတိတသားတက်လာတတ်ပါတယ်ငွေရှာတော်ပြီးစုဆောင်တတ်တဲ့အကျင့်လည်းရှိပါတယ်ဒါပေမဲ့ပြဿနာကသူတို့ရဲ့ငွေတွေကသူများလက်ထဲကိုရောက်သွားရင်ပြန်ရဖို့ကအလွန်ခက်ခဲပါတယ်အထူးသဖြင့်ဆွေမျိုးတွေတငယ်ချင်းတွေကိုချီးမိရင်အလိန်ခံရတတ်ပါတယ်အကျွေးဆုံးတာတွေမကြာခဏကြုံတွေ့ရတတ်ပါတယ်ငွေကြေးကိစ္စနဲ့ပတ်သက်ပြီးတော့ချီးတာတွေငှားတာတွေလုံးဝမလုပ်ပါနဲ့လို့ကျွန်တော်ကအကြံပြုချင်ပါတယ်နံပါတ်4အချစ်ရေးနဲ့အိမ်အောင်ရေးအချစ်ရေးနဲ့အိမ်အောင်ရေးကိုပြောရရင်ဂျာရာရေးသားရီတွေကအချစ်ကိုကိုးကွယ်တတ်တဲ့သူတွေမဟုတ်ပါဘူးအချစ်ထက်အလုပ်နဲ့ရည်မှန်းချက်ကိုပို့ပြီးတော့ဦးစားပေးတတ်ပါတယ်ဒါပေမဲ့တကယ်တမ်းချစ်မိသွားပြီဆိုရင်တော့အရန်ကိုတစ္ဆာစီပြီးကိုယ့်ရဲ့အိမ်တော်ဘက်အပေါ်မှာအပြည့်အဝတာဝန်ယူတတ်ပါတယ်သူတို့နဲ့လက်သွဲမဲ့သူဟာသူတို့ရဲ့ရည်မှန်းချက်ကိုနားလည်ပေးနိုင်တဲ့သူသူတို့ရဲ့စိတ်ကူးတွေကိုအားပေးနိုင်တဲ့သူဖြစ်ဖို့အရန်ရည်ကြီးပါတယ်ကဲဂျာရေးသားရီတွေရေတော့ရဲ့အဟောလေးကိုမိတ်ဆွေတို့ရဲ့ဘွားနဲ့ဘလောက်တောင်ကန့်ညီမှုရှိတယ်ဆိုတာကိုကွန်မန့်မှာမှတ်လာခဲ့ပေးပါမိတ်ဆွေရဲ့တငယ်ချင်းတွေချစ်တူထဲမှာဂျာရေးသားရီတွေပါနေရင်လေသူတို့ကိုဗီယိုထဲကနေမန်းစင်းခေါ်ပြီးပြလိုက်ပါအောင်နော်မနှက်ပြန်တွေမှာတောက်ကြာစနေစတဲ့ကြံတဲ့နေ့နံတွေကိုကျွန်တော်ဆက်ပြီးတော့ဟောပြောမှာဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်ရဲ့ဂမ်ဘီယာမော်တိုကပေကို like follower လေးလုပ်ဖို့မမေ့နဲ့အောင်နော်အားလုံးပဲကောင်းတဲ့နေ့လေးဖြစ်ပါစေခင်ဗျာ